Reading time မင်္ဂလာပါအကြည့်ရောရဲ့ငမွဲလိုချစ်ထိုင်းကနေပြန်လဲကြိုဆိုပါရစေစာမျက်နှာ40နှစ်ရောက်ပါပြီ Great let's go တချို့မိန်းကလေးတွေကအမေများနေမှာကတော့ခံရမယ့်အရွယ်ဒါပေမဲ့ Valentine Day မှာဘယ်သူပန်းစည်းလာပေးမလဲလို့ရင်ခုန်နေတော့မြတ်မြတ်တတ်တာပဲတွေးတယ်ငါမွေးနေ့မှာပါလက်ဆောင်ပေးမလဲနေ့မွေးနေ့မှာပါကြွေးမလဲလူထူရင်အနူထတတ်တဲ့လူမျိုးကတတ်တတ်ကိုရှိတတ်တဲ့နာတွေကိုတင်ပေးလို့တာမရတာမဟုတ်တာတွေဆိုဝမ်းတွင်းကနေအလိုလိုကိုစနေတာအခုခေတ်ကလေးတွေကြပြလေးတွေရေးတော့လေမဆိုပကြီးဆိုလဲရေးတတ်နေပြန်ရောဟောဂီတာလေးတီးတော့လေ professional ကြကြလေးအရင်ကတော့အမှုပညာဝါသနာပါတယ်လို့လာပြောတော့ကဒီကောင်အရက်တော့ပဲထူးချွန်မယ်လို့ထင်နေခဲ့တာလူတကူဇက်တစ်မျိုးစီရဲ့ဟုတ်တယ်တချို့ကြတော့လေတစ်မျိုးပဲတောက်ကျင်ကခရုပ်ရုပ်တယောက်တည်းနေတတ်တယ်နော်တဲ့နေတတ်တာကိုဘဒူးကမှမပေါင်းတာဟေးပြက်ပြီဆိုငါမင်္ဂလာဆောင်လဲနေမလာနဲ့နေအတူပါလဲငါမလာဘူးနေရှိရဲ့ငရဲပြီလေငါမလာဘူးငါရှိတဲ့နတ်ပြီလေနေမလာနဲ့မိတ်ကကစိတ်ထားကိုပြင်မပေးနိုင်အိတ်ကကတော့တင့်စိတ်ကိုပြောင်းလဲစေမှာအမှန်ပဲဖုံးချင်တာလဲပြာလို့ဖြစ်နေတာလဲ stalking တခြားဖြစ်တခြားလူကသာငမွဲလိုင်းမော်ကမာရတဲ့ပစ္စည်းမရောက်ရင်စိတ်ကစူးသေးတာချမ်းသာပြီလားမကောင်းမှုတွေကိုတူတိတ်တိတ်လှုပ်ပြီးကောင်းမှုကိုတော့လူသိရှင်ကြားလှုပ်ပါဆရာကြတဲ့အလုပ်သမားဆိုတာအလုပ်ထဲမှာခိုးအိတ်တတ်တဲ့လူမျိုးဘဝမှာအတ္တကြီးရတာမပါရင်ဖြစ်တည်မှုဆိုတာဖြစ်လာမှာမဟုတ်ကိုအမြဲဂယူဆိုင်ပြီးကိုနာကမခွာပဲအမြဲအလိုလိုက်နိုင်သူကိုလိုချင်တာ100ကို130ကိုရှာပြီးရင်အတူတူတောင်းစားကြReading time